ကဲမင်္ဂလာပါဗျာနော်မျိုးလေးအဲ့တော့ကျွန်တော်မူလေးတစ်ခုထပ်ပြပေးပါမယ်အခွေလေးတစ်ခွေပါခွေကြိုက်တဲ့မျိုးလေးတော့ကိုကျန်2ရက်မှာဇာတိုးရိုက်ပါအနည်းဆုံးတစ်ချိန်ရပါမယ်ဗျာနော်အဲ့တော့ချက်ကြည့်ပေးပါအဖွင့်နေမှာမားထိတ်တွေစုံထိတ်တွေကရေးကြည့်ပါတယ်နော်အဖွင့်နေမှာမားထိတ်တွေဖြစ်ခဲ့ရင်135ခုကိုအခွေမားတွေပဲအပူပါခွေပါတပတ်တွဲမှာဆင်းပါတယ်ဗျအဲ့တော့အဖွင့်နေမှာစုံထိတ်ဖြစ်ခဲ့မယ်ဆိုရင်392468တက်ကထိတ်ဖြစ်ခဲ့မယ်ဆိုရင်392468ကိုပြန်ပြီးခွေထိုးပါအပူပါခွေထိုးပါထွက်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်2025ရဲ့ပွဲအစပိုင်းကနေစစ်ပြမယ်ဗျနော်အဲ့တော့ခွန်ထိတ်ထွက်ပါတယ်135ခုကိုခွေပါထွက်ပေးပါတယ်ဗျနော်6ထိတ်ထွက်ပါတယ်392468ခွေတွေဆင်းပေးပါတယ်ဗျအဲ့တော့4ထိတ်ထွက်ပါတယ်392468ခွေတွေမြူးသွားပါတယ်9ထိတ်ထွက်ပါတယ်135ခုကိုခွေတွေဆင်းပေးပါတယ်9ထိတ်ထွက်ပါတယ်135ခုကိုခွေတွေဆင်းပေးပါတယ်9ထိတ်ထွက်တဲ့135ခုကိုအပူပါခွေဆင်းပေးပါတယ်နော်မားထိတ်ဖြစ်တဲ့ကြောင့်မားတွေခွေပါစုံထိတ်ဖြင့်စုံနေအားလုံးခွေချပလိုက်ပါ9လုံးအဲ့တော့ဒီမှာ1ထိတ်မားထိတ်ဖြစ်ပါတယ်135ခုကိုခွေတွေမြူးသွားပါတယ်စုံထိတ်ဖြစ်ပါတယ်392468ခွေတွေမြူးပါတယ်မားထိတ်ဖြစ်ပါတယ်135ခုကိုခွေတွေဆင်းပေးပါတယ်မားထိတ်ဖြစ်ပါတယ်135ခုကိုခွေအနည်းဆုံးတစ်ချိန်ဆင်းပေးပါတယ်စုံထိတ်ဖြစ်ပါတယ်392468ခွေတွေဆင်းပေးပါတယ်စုံထိတ်ဖြစ်ပါတယ်392468ခွေတွေဆင်းပါတယ်အဲ့တော့လူရင်းတို့ရှင်းမဲ့ပြောပါမယ်ကြံ2ရက်မှာနော်ဒီမှာမားထိတ်ဖြစ်ထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မ135ခုကိုအခွေမလာသေးပါဘူးဗျာနော်စုံမတွေဗျစုံမတွေပဲထွက်ထားတယ်လုံးဝမ135ခုကိုခွေထွက်မထားပါဘူးဗျအဲ့တော့2ရက်တွင်းမှာ4ချိန်မှာ1000 2000 3000 4000 135ခုကိုအပူပါခွေပြီးပါလိုက်ထိုးပါဗျာနော်အဲ့တော့အမျိုးလေးတစ်ချိန်သာတော့ပေါက်သေးရမှာပါအချိန်တိုင်းပေါက်ဆံမလိုပါဘူးတစ်ချိန်ပေါက်ပြီးသိသိမြတ်ဖို့ပဲရေးကြည့်ပါတယ်ဗျအဲ့တော့စုံထိတ်ထွက်ပါတယ်392468ခွေထွက်ပါတယ်ဗျမားထိတ်ထွက်ပါတယ်135ခုကိုခွေတစ်ချိန်ပရက်ရှိတာတော့တစ်ချိန်အနည်းဆုံးဆင်းပေးပါတယ်ပရက်ရှိပါတယ်စုံထိတ်ကြပါတယ်392468ခွေထွက်မလာပါဘူးစုံလေးနော်ပျောက်သွားတယ်ဒီမှာနှစ်ထိတ်စုံထိတ်ထွက်ပါတယ်392468ခွေနှစ်ချိန်ဆင်းပေးပါတယ်ဒီမှာစုံထိတ်ထွက်ပါတယ်392468ခွေဆိုပြီးတော့ကျွန်တော်တို့ဒီမှာရှစ်ဘူးထွက်ပေးပါတယ်38ထွက်ပေးပါတယ်ဟုတ်ပြီနော်နှစ်ချိန်အနည်းဆုံးထွက်သွားပါတယ်ဒီမှာစုံထိတ်ပါ392468ခွေကျွန်တော်တို့60ထွက်ပါတယ်86ထွက်ပါတယ်အဲ့တော့ဒီမှာစုံထိတ်ပါ3ရက်တည်းမှာတော့အနည်းဆုံး40ဆိုပြီးတော့တစ်ချိန်ထွက်သွားပေးပါတယ်ပိတ်ရက်2ရက်ရှိပါတယ်စုံထိတ်392468 5လုံးခွေပြီးတော့တစ်ချိန်ထွက်သွားပေးပါတယ်ဒီလိုပွဲမျိုးဆိုအမတန်ကိုကောင်းပါတယ်2ရက်ပိတ်ပါတယ်3ရက်တွင်းမှာ6ချိန်နဲ့မှာတော့မဖြစ်မနေတစ်ချိန်ရိုက်ပေးသွားပါတယ်အဲ့တော့ကျွန်တော်မျိုးတွေတစ်ချက်ကြည့်ပါမားထိတ်ပါ135ခုကိုခွေမလုံးဝခွေပြီးထွက်ပေးပါတယ်တစ်ချိန်အဲ့တော့ဒီမှာမားထိတ်ပါ6ထိတ်135ခုကိုအပူပါခွေပြီးကြံ2ရက်4ချိန်မှာမရရဘူးလားမူရမှန်ကန်မှုရှိတယ်ဗျာနော်အဲ့တော့ဒီတပွဲပဲပြတ်ထားတာရှိပါတယ်အားလုံးပေါင်း24ပွဲမှာရှိပါတယ်တပွဲပဲပြပါတယ်23ပွဲတိအောင်ထားပါတယ်အဲ့တော့ဒီတပွဲမှာဆက်ပေးကျွန်တော်တို့၄ချိန်တည်းမှာ135ခုကိုပူပါခွေပြီးထိုးမယ်ဗျာနော်အဲ့တော့မျိုးတွေ fight တဲ့မှာကျွန်တော်ပြတဲ့မူလေးတွေကျန်တဲ့ဆိုရင်ကျွန်တော် like and subscribe လေးတွေလူအောင်လူသေးလေးနှိပ်သွားပေးပါကျွန်တော်ကအနည်းဆုံးတော့တကွက်တဲ့ပေါက်ပေးတဲ့3သိန်းရောက်ပါတယ်နော်အခွေဆိုရင်ဟိုးမကျော်ကျွန်တော်ဂါပကျော်9လုံးဝင်နဲ့ကျွန်တော်အပတ်တိုင်းလို့3000ရောက်ပါတယ်ဗျမန်ပါဝင်မယ်ဆိုရင်လည်းကျွန်တော်မန်ပါဒီတစ်ပတ်စာ1000ကျပ်ပါဗျနော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးတင်ပေးထားတဲ့ကြောင့်မလို့မျိုးတွေအချိန်မြေ high လိုက်ပါဖုန်းဆက်တာချင်းသိခံပါကျွန်တော် message ပို့တာချင်းသိခံပါ Viber ကနေ high ပါဘာလို့ကျင်ပါတယ် break လို့ကျင်ပါတယ်အခွေလို့ကျင်ပါတယ်မန်ပါဝင်ကျင်ပါတယ်ဆိုပြောပြပါဗျာနော်အဲ့ဒါကျေးဇူးအများကြီးတင်ပါတယ်ကျန်2ရက်မှာ135ခုကိုအပူပါခွေပါအဖွင့်နေမားထိတ်ဖြစ်တဲ့ကြောင့်မလို့ကျေးဇူးပါဗျာနော်